အသားလေးကကြိုက်လိုက်ရင်စီးစီးပိုင်ပိုင်လေးနဲ့အနှစ်အရသာလေးကထိမိမှုေးကြိုင်နေတဲ့ဟင်းလေးချက်မှာဖြစ်ပါတယ်မင်္ဂလာပါဒီနေ့ကတော့ငဖယ်ချစ်ကြော်ဟင်းလေးချက်မှာဖြစ်ပါတယ်စီတပ်ဖို့အတွက်ကိုတော့ကြက်သွန်ဖြူကြက်သွန်နီဂျင်းအနေငယ်ဇပလင်အနေငယ်နနပင်အယိုးအနေငယ်ပါမှာဖြစ်ပါတယ်ငဖယ်ချစ်ဟင်းကိုပမာဏများများချက်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့တပိတ်တာ90အသုံးပြုထားပါတယ်ဒီနေ့တော့ဈေးမှာကန်ကောင်းတယ်တပိတ်တာ6000ဈေးနဲ့ရခဲ့ပါတယ်အဲ့တော့ဈေးမှာတော့တခါတည်းတော့သူအရသာတွေနေနဲ့ပြီးတော့ပေါက်ပြီးသားပေါ့နော်ဦးနိုင်ကအိမ်ရောက်တော့အယောင်လေးနဲ့ထက်လို့ကျွန်တော်ငွေသီးအစိမ့်မှုလေးထည့်ပြီးနည်းနည်းပါးထပ်ပေါက်လိုက်တယ်ပေါက်ပြီးတော့မှကိုကြိုက်တဲ့ပမာဏလေးတွေပြားထားလိုက်တယ်ပြီးရင်စကြော်မှာဖြစ်ပါတယ်ငဖယ်ချစ်တပိတ်တာ90ကိုယူလိုက်တဲ့ပမာဏလေးနဲ့ပြားလိုက်တာအခု60ထွက်ပါတယ်ခင်ဗျာအဲ့တော့အသုံးပြုမဲ့စီကတော့ရွှေအုံမြေပဲစီတန်းကိုအသုံးပြုမယ်စီလေးထည့်မယ်စီကတော့တခါသုံးပြီးလို့ရှိရင်ထပ်ပြီးတော့သုံးနေတော့2မျိုးလို့ဆိုပြီးတော့စီလေးကိုအနှဲငယ်ထည့်ပြီးတော့ပဲရတာလေးထည့်ပြီးကြော်သွားမှာဖြစ်ပါတယ်ရွှေအုံမြေပဲစီတန်းဈေးလေးကိုမေးနေတဲ့သူတွေပေါ့နော်တကြံဒီတော့သူအလူအတန်းပြုတ်လုပ်ချင်တဲ့သူတွေကတော့ဦးနိုင်ရှင်မှာမေးလို့မရဘူးရွှေအိုရဲ့ page မှာသွားပြီးမေးရမှာဖြစ်ပါတယ်ဒါမှမဟုတ်ရင်လည်းဖုန်းနံပါတ်268500600ကိုဖုန်းဆက်ပြီးမေးနိုင်ပါတယ်ခင်ဗျာငဖယ်ကိုကြော်တဲ့နေရာမှာတော့စက္ကန့်30လောက်ထားပြီးတော့ကြော်ပါတယ်ပြီးလို့ရှိရင်အမွှေးကြိုင်ရဲ့အနှစ်အတွက်ရဲ့ပြင်ဆင်ထားတာတွေစပြီးတော့စီတက်မယ်ကြက်သွန်နီကြက်သွန်ဖြူဂျင်းအနေငယ်ဇပလင်အနေငယ်ပြီးလို့ရှိရင်နနပင်အယိုးအနေငယ်ထည့်ပြီးတော့မှမွှေးကြိုင်လာအောင်စီတက်ပါမယ်ငရုတ်သီးအစိမ့်မုတ်ကိုတော့အပူရောင်းနဲ့အရှည်ရောင်းနဲ့2မျိုးရောပြီးတော့ထည့်မယ်သေချာလေးမှွေပေးမယ်ပြီးလို့ရှိရင်ငါးငံပြားကြီးထည့်ပြီးတော့စီတက်ပါမယ်ငံပြားကြီးအနက်လေးပါမှွေးလာပြီဆိုလို့ရှိရင်တော့လှီးထားတဲ့ခရမ်းကျင်သီးလေးတွေထည့်ပါမယ်ခရမ်းကျင်သီးကိုတော့အနှစ်ရတဲ့အထိကိုစီမတက်ဘူးเนาะနည်းနည်းလေးနိုးပြီးဣသွားတယ်ဆိုလို့ရှိရင်ရပြီအဲ့ချိန်မှာနန်းတို့အရာပေးထားတဲ့ငရုတ်သီးစိမ့်လေးတွေထည့်မယ်အဲ့ဒါကိုလည်းထည့်ပြီးတော့မှပေါင်ပစ္စည်းတွေနဲ့ရောနှောသွားအောင်တိတ်တိတ်ချာလေးစီတက်ပေးမယ်စီတက်တာမိမိစိတ်ကြိုက်ဖြစ်ပြီဆိုလို့ရှိရင်တော့ကြော်ထားတဲ့ငဖယ်လေးထည့်လိုက်ပါမယ်ဦးနိုင်တို့တွေအနှစ်ရဖို့အတွက်ကိုကြက်သွန်နီလဲသုံးတယ်ခရမ်းကျင်သီးလဲသုံးတယ်ပေါ့နော်ငါအချိုတက်လဲထွက်တယ်အဲ့ဒီအချိန်မှာကိုကဟင်းကိုအရသာတက်ကိုထည့်တော့မယ်ဆိုလို့ရှိရင်အချိုကိုနည်းနည်းလေးဘယ်လိုခေါ်မလဲရှော့ပြီးတော့ထည့်ပြီးတော့မှမြည်ကြီးမှလိုအပ်သလိုထပ်ထည့်တာပိုကောင်းတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်တော့ဟင်းရဲ့အနှစ်ကြီးအချိုဘက်ကိုအရန်ရောက်သွားပြီး PTT နဲ့လုံးဝစားလို့မကောင်းတော့ဘူးเนาะဦးနိုင်ဒီမှာအသုံးပြုထားတာကတော့အရသာတက်ကိုစားတတ်ထည့်မယ်ဟင်းချိုပုံနှဲငယ်ထည့်မယ်Honda ရှိ9မုတ်အနေငယ်ထဲမှာဖြစ်ပါတယ်ပြီးရင်သေချာမှွေမယ်မှွေပြီးတော့စီပြန်လာပြီဆိုလို့ရှိရင်တော့ရေထည့်ပြီးတော့ပါဝင်ပစ္စည်းတွေအားလုံးရောနှောပြီးတော့ဣသွားအောင်အဖုံးလေးအုပ်ပြီးတည်လိုက်ပါမယ်အခုလောလောဆယ်တော့ဂျပန်ဟင်းချိုမုတ်က 1kg ကို8000ပြီးရင် Honda ရှိ9မုတ်က 450g ကို9000နဲ့မှ9000ကြက်သားမုတ်ဝက်သားမုတ်ကတော့ထိုင်းအာဂျီနိုမိုတိုကုမ္ပဏီကထုတ်တာဖြစ်တယ်သူက 900g ပါမယ်ဈေးနှုန်းက3000နဲ့မှ2000ပြီးရင်အစာကြီးကော်လာဂျင်ဂျပန်ကရန်90စာရွှေရနေသေးတယ်သူက2သိန်းခွဲเนาะ2သိန်းနဲ့မှ9000ပေါ့เนาะပြီးလို့ရှိရင်ခောက်ဆွဲစီချက်လေးတွေပြီးလို့ရှိရင်အရည်လေးတွေနောက်ကော်ဖီတွေเนาะစပင်ဆိုးစီတွေအဲ့ဒါလေးရနေပါသေးတယ်ခင်ဗျာငဖယ်ဟင်းလေးလည်းချက်လာတာသူကအရည်လေးလည်းခန်းစားပြုလာပြီးအနှစ်ကလေးလည်းရလာပြီးအရသာတွေအားလုံးလည်း quality ဖြစ်ပြီဆိုလို့ရှိရင်တော့နောက်ဆုံးအနေနဲ့ရှမ်းနံနလေးထပ်ပြီးအုပ်လိုက်ပါမယ်ခင်ဗျာအဲ့ဒါဆိုလို့ရှိရင်တော့ဦးနိုင်ဒီနေ့ချက်ပြတဲ့အရသာကရှယ်မရှယ်เนาะထမင်းထဲလို့မလောက်တဲ့เนาะအရန်ကိုစားလို့ကောင်းတဲ့ငဖယ်ဟင်းလေးပြီးတော့ပါပြီခင်ဗျာ